စားတဲ့ဖြစ်အောင်လို့ပတက်စာကိုနောက်မှထည့်ပေးရပါမယ်ရှင်ပြီးတော့မှပင်စိမ်းလေးအုပ်ပေးပါမယ်ရှင်ဒီခိုင်ဟင်းလေးဖြစ်တဲ့ကတဲရိုးနဲ့ပတက်စာကိုဆက်ဆက်ကလေးချက်ပေးပါမယ်နောက်တစ်မျိုးကတော့ချင်းမောင်ကိုစီနည်းနည်းလေးနဲ့ချင်းဆက်ဆက်ကလေးချမောင်ချက်ဖို့တင်နေတာပါဒီကတဲ့ရုပ်ကိုဖြင်းတဲ့အချိန်ကမှအနုကလေးတွေကိုယူပြီးတော့မှအရင်ကိုဖယ်ပေးရပါမယ်ဒီကတဲ့စာကိုရှက်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာဒီလိုအပြင်မှာရှိတဲ့အရွက်အကျန်းလေးတွေကိုဖယ်ထုတ်ပေးရပါမယ်အခုလိုကတဲ့ရုပ်တင်တဲ့အချိန်ခါမှာကတဲ့ရိုးတွေမမဲသွားအောင်လို့ရေစိမ်ပေးရပါတယ်ရှင်လေတိုက်ပြီးမှပဲမိုးလာလေအခုလိုတင်ထားပြီးရင်ရေကတဲ့ရုပ်မြုပ်အောင်ရေထည့်ပြီးတော့မှစားနင်းလေးထည့်ပြီးစိမ်ထားရပါတယ်။ဒီကတဲ့ရုပ်တွေကမမဲတော့ဘူး။ချက်တဲ့ချိန်ကမဲလို့မရှိတော့ဘူးပေါ့ငပိကိုရေဖြော်ပြီးထည့်ပါမယ်ငပိပဲမြင်ငပိအစ်စ်ကိုရေဖြော်ပေးပါမယ်ဖြော်ထားတဲ့ငပိတွေကိုအရေးစစ်ပြီးထည့်ပါမယ်ဒီလိုအရေးစစ်ပြီးထည့်ရှင်အဖြစ်ငပိမှာပါတဲ့အနယ်တွေကိုဖယ်ပြီးသားဖြစ်တော့တာပေါ့ရှင်အခုတော့ငပိဆူလာပြီဆိုတော့ဒီစင်းလေးထပ်ထည့်ပေးပါမယ်အခါရဲညင်ပစွန်လေးတွေကိုလိုအပ်တဲ့လောက်အသင်းတင်ထည့်ပေးပါမယ်ညင်ပစွန်လေးတွေရဲလာပြီဆိုရင်ကတဲ့ရုပ်ကိုစားထည့်ပေးပါမယ်ပေါ့မွေပေးပါမယ်ခဏလေးကပေါက်ထားတဲ့တဲတီးစိလေးတွေကိုလိုအပ်တဲ့လောက်အတင်းတင်းထည့်ပေးပါမယ်ရှင်အားလေးကိုကိုလိုတဲ့လောက်အတင်းတင်းလေးထည့်ပေးရပါမယ်ရှင်ပြီးရင်နောက်တစ်ခါအပေါ်အောင်နှက်ဆက်အောင်ထပ်ပြီးမွေပေးပါဒီလိုကနည်းနည်းမာတယ်ဆိုတော့ဟင်းနူးလွယ်အောင်ရေနည်းနည်းထပ်ထည့်ပေးရပါမယ်ရှင်ကဲအားလုံးပြည့်စုံသွားပြီဆိုတော့အိုးပုံပြီးတော့နူးတဲ့အထိထည့်ပေးရပါမယ်ရှင်မိုးတိုင်ပါပြီနည်းနည်းနူးမထည့်
ဒီဆိုရင်အပေါင်းနိုင်ပြီးတော့မွေးပေးရပါမယ်ရှင်ပြီးရင်ဒုတိယဟင်းလျာဖြစ်တဲ့ပတက်စာလေးကိုထည့်ပေးရပါမယ်ရှင်ဘာလို့ပတက်စာကိုနောက်မှထည့်လဲဆိုတော့ကတဲ့ရိုးကမာပြီးတော့ပတက်စာကညံ့နေတဲ့အတွက်ကြောင့်ဟင်းချက်တဲ့အချိန်ခါမှာသားထဲဖြစ်အောင်လို့ပတက်စာကိုနောက်မှထည့်ပေးရပါမယ်ရှင်အခုဆိုရင်ကတဲ့ရိုးနဲ့ပတက်စာတွေကတော့ကျက်စားကြည့်နေပါပြီအခုဆိုရင်ကတဲ့ရိုးနဲ့ပတက်စာတွေကချက်ခါနီးနေတဲ့ချက်ခါနီးမရခိုင်မှာတော့ဥက္ကကလေးချက်စားရရှင်လို့ဒီစီစီလေးနဲ့ဥက္ကလေးချက်စားတာကပိုပြီးအဲ့ဒါရှိပါတယ်ရှင်ရတော့ပါပြီထားပါမယ်ဒါချင်မောင်ဆက်လေးချက်မို့ကျမတို့တွေကတော့အများပြီးတော့ခွဲချက်မှမသုံးဘူးရှင်ဒီလိုမျိုးစီတောင်းလေးတွေကိုပဲသုံးပါတယ်ရှင်အချောက်ကအညာချွေပြီးအခုလိုရေနဲ့စိန်ပြီးနယ်ပေးထားပါတယ်ရှင်ဒီလိုနယ်ပေးရှင်ကကျွန်တော်ထောင်းတဲ့အချိန်ခါမှာလည်းကူကူနဲ့ညက်မှလူကူနဲ့ညက်နိုင်ပါတယ်ရှင်မထည့်ရသေးဘူးနော် မထည့်တော့ကဘူးကိုထောင်းပြပါအဲ့ထည့်တဲ့ချင်မောင်ကျွန်တော်လည်းပြတ်မှာပါအခုဆိုရင်ချင်မောင်ချက်လေးရပါပြီရှင်ဒီစက်ကလေးနဲ့သမီးမင်းကြီးလည်းဟင်းတစ်ခွက်ပါချက်ခါလေးဆိုရင်အပေါ်ကငြိုသီးစိမ့်လေးနဲ့ဖြူပေးပါမယ်ပြီးတော့မှပင်စိမ့်လေးအုပ်ပေးပါမယ်ရှင်ပင်စိမ့်နဲ့ငြိုသီးစိမ့်ထည့်တဲ့အချိန်ခါမှာအိုးထည့်ပြီးတာနဲ့ချက်ချင်းရှားပါမယ်ရှင်ကျမတို့ရဲ့ရခိုင်ဟင်းနေရာလေးဖြစ်တဲ့ချင်ပေါင်ကိုပင်စိမ့်နဲ့ဆက်ဆက်ကလေးချလာတဲ့ဟင်းနေရာလေးဖြစ်ပါရဲ့ရှင်။ဒါကတော့ကတဲ့ရိုးနဲ့ပဒက်စာရောပြီးရှက်ထားတဲ့ရခိုင်ဟင်းနေရာတစ်မျိုးဖြစ်ပါရဲ့ရှင်။ကျွန်တော်လည်းထည့်ပါမယ်စစ်တော်နေခင်းထားလေးထည့်ပါမယ်ကြောက်နေပြီဟော။ဒါလည်းတော့ရတယ်။ ဒီတက်တာလေးထားပါမယ်
ရက်တိတုံးပါ အခုဒီပါလေးဖဲဒီမှာအသားပါမရှိ အတွက်မြေပေးစံထောင်းပါမယ် อ๋อ အတွက်ပစုံထပ်ထောင်းမှာဖြစ်ပါတယ်တရက်တိထောင်းမှာဒီပစုံမှုန့်ထည့်လို့ရှင်တော့အရသာပုံရှိတာလဲစားလို့လည်းကောင်းတယ်ဟုတ်တာဟွာတွက်လက်သုံးပါနော်မမကြီးသည်ကြီးရွက်မကြီး ညက်ကဒီမကြီးရဲ့ညက်ပြီးမှဆက်ရေးစေးတာ တိတ်ကမှမရှိရတယ်မတရက်တီးသုံးမှာဖြစ်ပါတယ်တရက်တီးသုံးမှာပါဝင်ပစ္စည်းတွေကြတော့မြေသေးထောင်းပဇွန်ထောင်းရှင်တော့ဒါစားခြုံမုံကြက်သားမုံပဲမုံစီချက်ဒီလိုရှင်တော့ငန်းပြရည်ဖြစ်ပါတယ်အခုကြတော့အမျိုးအမီလဲစုံပြီဆိုများတဲ့ခါကျတော့ကလေးတွေစားမှာများတဲ့ခါကျတော့အချိုသုံးမှာဖြစ်ပါတယ်။ဒီခါကျတော့အစားအနည်းငယ်ထဲမှာဖြစ်ပါတယ်။ချုံမုန်းနဲ့ပေမုံဆက်ပါမယ်။နောက်ဆုံးနေနဲ့စီချက်ထဲမှာဖြစ်ပါတယ်။ ရပြီနော်